ကျွန်တော်စီမှာရောက်နေတာတော့10ရက်လောက်ရှိပြီဒါပေမဲ့ဒီ10ရက်လောက်တွင်မှာကျွန်တော်ချက်ချင်းမရောက်သေးဘူးရှေ့မှာကျွန်တော်သူ့ရဲ့ quality အနေထားကိုကျွန်တော်4-5ရက်လောက်စမ်းသပ်ထားပါသေးတယ်ဆိုတော့တော်တော်လေးကောင်းမွန်တယ်လို့ပြောလို့ရတယ်နာမည်ကကျွန်တော် home appliance တွေမှာနာမည်ကြီးတဲ့ lucky အမှတ်တစိတ်ပါဒီကုမ္ပဏီကကျွန်တော်တို့ electronic လောကမှာဆိုရင်ကျွန်တော်တို့10စုနဲ့2စုလောက်ရှိနေတဲ့ခိုင်မာတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ် Rania လည်း1 year ပါတယ်โอเคအဲ့တော့သူ့ရဲ့ဈေးနှုန်းလေးကိုတော့ကျွန်တော်ဗီဒီယိုရဲ့အနောက်မှာဆက်လက်ပြောပြပေးထားပါတယ်အရင်ဆုံးတော့ဒီ air cooler ကဘလို့စနစ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာလေးကိုကျွန်တော်အရင်ဆုံးပြောပြရစေအထဲမှာပါဝင်တဲ့ battery ကနှစ်ခုလုံးမှာကျွန်တော်တို့ lithium battery 10Ah ကိုသုံးထားတယ်ဆိုတော့ battery capacity ကြီးတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်ပိုကြိုက်တဲ့အချက်တစ်ခုက fast charging ရပါတယ်ကျွန်တော်တို့ average 3 နာရီလောက်အားသွင်းတာနဲ့သူကအားအမြန်ပြည့်ပါတယ်နောက်ပြီးတော့ရင်ကျွန်တော်တို့ air cooler တွေမှာအချုပ် air cooler တွေမှာမပါတဲ့ function မျိုးလေးတွေလည်းပါဝင်ပါသေးတယ်ဒီဘက်ကမြင်နေရတဲ့ကျွန်တော်တို့ model ကတော့ကျွန်တော်ရေလီတာ20ဆန့်ပါတယ်ဒီကောင်ကတော့အထက်မှာပါဝင်တဲ့ပန်ကာကကျွန်တော်တို့ 100% copper ကိုသုံးပြီး150အသုံးပြုပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ရေလီတာ30ဆန့်ပြီးတော့အထက်မှာပါတဲ့ကျွန်တော်တို့ကြီးကွိုင်စစ်စစ်တွေပဲသုံးထားတဲ့ 100% copper ပန်ကာကလည်း150ပဲထွက်ပါတယ်ဆိုတော့ကျွန်တော်လေထွက်အားနှစ်ခုတူတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒီဘက်ကပိုပြီးအားတာသွားတဲ့အချက်ကတော့ရေလီတာ30ဆန့်ပြီးတော့အေးဖစ်တာပိုကြီးသွားတာပါဒါလေးကကျွန်တော်တို့ပိုပြီးအေးတဲ့အချက်ပေါ့ဗျာဈေးနှုန်းလည်းနည်းနည်းလေးကွာသွားတယ်ပေါ့နောက်တစ်ခုအရေးကြီးဆုံးက Randy ပါအာမကန်ကို1 year full Randy ပေးထားပါတယ်ဆိုတော့လူချင်းမင်းတို့အတွက်တော်တော်လေးတန်တယ်လို့ပြောလို့ရတယ်โอเคအဲ့တော့သူ့ရဲ့ function လေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်air cooler ရဲ့ design ကတော့အဖြူဖူးဝေးလေးနဲ့အပြာရှင်းကိုဆက်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကြည့်လို့ကောင်းတာကိုတွေ့မြင်ရပါတယ်လေးကိုကျွန်တော်တို့ဘဲညာဖြတ်မှုအတွက် swing ပါပါတယ် left right swing ပါအနောက်မှာအေးနှုံးကောင်းမှုအတွက်ကို Honeycomb filter အထူကြီးကိုလည်းအသုံးပြုပေးထားပါသေးတယ်အပေါ်မှာရေလောင်ကန်တစ်ခုပါဝင်ပြီးတော့ AC နဲ့တိုက်ရိုက်ဖွင့်ဖို့အတွက် adapter ကောင်းပါတယ် DC ကို extension လုပ်ဖို့အတွက်ကို DC clip လည်း original ပါဝင်ပါတယ်ရေလျာသွားဖို့အတွက် Bain ရေခဲကြောင့်2တုံး USB input ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းတွေကိုလည်းပြန်ပြီးတော့အားသွင်းနိုင်ပါတယ် remote control မှာလည်း function အစုံပါတဲ့အတွက်ကြောင့်တနေရာထဲမှာအသုံးပြုနိုင်သလို battery က 10Ah fan speed က9 speed ထိသုံးလို့ရပြီးတော့ timer ကို24 hour အထိအသုံးပြုနိုင်ပါတယ် fan ရဲ့ watt က50 watt ရှိပြီးတော့ရေတန့်ထဲမှာရှိတဲ့ပန့်ကိုလည်း quality ပန့်ကိုပဲအသုံးပြုပေးထားတဲ့လေထွက်နှုန်းအင်မတန်ကောင်းပါတယ်fast charging system ဖြစ်တဲ့အတွက်ကြောင့်လူချင်းမင်းတို့ကျွန်တော်တို့အားတစ်ခါသွင်းမဲ့ဆိုရင်3နာရီကြာနဲ့အားပြည့်ပါပြီကျွန်တော်တို့ AC နဲ့တိုက်ရိုက်ဖွင့်လို့ရသလိုအခုလိုမျိုး DC နဲ့လည်းကျွန်တော်တို့ထပ်ပြီးတော့အသုံးပြုလို့ရပါသေးတယ်ပြီးပါလို့ရှိရင်အခုလိုမျိုးတွဲဖို့ DC မီးသီးရည်နဲ့လည်းအသုံးပြုဖို့အတွက်ကို DC အောက်ဖို့နှစ်ပေါက်ပေးထားပါတယ်ခင်ဗျာမီးသီးနှလုံးထုံးလို့ရအောင်ပါကျွန်တော်တို့ဈေးနှုန်းပြောဖို့အချိန်ရောက်ပြီဗျာကျွန်တော်တို့အခုရှေ့မှာလဲကြည့်ပြီးသွားပြီဆိုတဲ့အခါကျတော့ဒီဘက်ကကျွန်တော်တို့20လီတာ4000နဲ့အခုလိုမျိုးလေ swing ပါတဲ့ဟာကိုလိုချင်တယ်ဆိုရင်ကျွန်တော်စီမှာအလုံး100တီတီရမယ်ဈေးနှုန်းက3,98000နဲ့လူချင်းမင်းတို့ကိုအော်စရာဈေးနဲ့ကျွန်တော်ရောင်းပေးမယ်3,98000နဲ့ပါဒီဘက်ကတော့ရေလီတာ30လီတာနဲ့ site အကြီးကြီးကတော့ကျွန်တော်တို့4,8500နဲ့ကျွန်တော်ရောင်းပေးမှာဖြစ်ပါတယ်4,8500ပါဒီဘက်ကနောက်တစ်ခါထပ်ပြောပေးမယ်ဒီဘက်က3,98000ပါဒီဘက်က4,8500ပါ Randy 1 year full Randy ပါပါတယ်ခင်ဗျာ Lucky ACDC R3 air cooler ဖြစ်ပါတယ်